တိတ်ကိုအတိတ်မှာပဲထားလိုက်ကြရအောင်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်ကြရအောင်ဆိုတာကိုအင်္ဂလိပ်လို water under the bridge water under the bridge အတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်ကြရအောင်ဟုတ်ပြီအဲ့ဒီဟာကိုကျွန်တော်တို့ကဒီစကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုရင်ဥမာအဲ့ဒါဟာအရင်တုန်းကဖြစ်ခဲ့တာတွေအတိတ်ကဖြစ်ခဲ့တာတွေအခုချိန်မှာအရင်မပါတော့ဘူးအတိတ်ကိုအတိတ်မှာပဲထားလိုက်ကြရအောင်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် it happened long ago it is water under the bridge it happened long ago it is water under the bridge အဲ့ဒါအရင်တုန်းကဖြစ်ခဲ့တာတွေအခုချိန်မှာအရင်မပါတော့ဘူးအတိတ်ကိုအတိတ်မှာပဲထားလိုက်ကြရအောင်အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့နောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်ငါသူမကိုမေးလိုက်ပြီတိတ်ကိုတိတ်မှာပဲထားခဲ့လိုက်တော့မယ်သူမအကြောင်းငါဘာမှမတွေးတော့ဘူးအဲ့လိုမျိုးပြောချင်တယ်ဆိုရင် I forgot her it is water under the bridge I forgot her it is water under the bridge ငါသူမနဲ့ပတ်သက်ပြီးသူမကိုမေးလိုက်ပြီတိတ်ကဟာတွေကိုတိတ်မှာပဲထားခဲ့လိုက်တော့တယ်အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်မင်းဘာမှမစိုးရိမ်နဲ့အဲ့ဒါတွေကအရင်တော့ဖြစ်ခဲ့တာတွေအခုချိန်မှာအရေးမပါတော့ဘူးအဲ့လိုမျိုးပြောချင်တယ်ဆိုရင် Don't worry it is water under the bridge Don't worry it is water under the bridge အဲ့ဒါနဲ့ပတ်သက်ပြီးမစိုးရိမ်နဲ့အဲ့ဒါအတိတ်မှာဖြစ်ခဲ့တာတွေအခုချိန်မှာအရေးမပါတော့ဘူးဆိုတော့ကျွန်တော်တို့ကဒီအတိတ်တုန်းကဖြစ်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ကအခုချိန်မှာအရေးမပါတော့ဘူးဘာမှမတွေးနဲ့အဲ့လိုမျိုးပြောချင်တဲ့အခါမှာကျွန်တော်တို့က water under the bridge ဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်တို့ပြောလို့ရတယ်